တကယ်ကြီးအားလုံးဒီနေ့မင်္ဂလာပါနော်တကယ်ကြီးအားလုံးကျွန်တော်ဒီနေ့တကယ်ကြီးတွေကိုထိုင်းနိုင်ငံဒီ software တခုပေါ့နော်တကယ်ဒီ software တကယ်ကအောင်နော်လုံးဝကိုကျွန်တော်တို့ဒီရင်းစားမလို့နော်ပြီးလို့ရှိရင်ထိုင်းဘဏ်နဲ့ကျွန်တော်ထုတ်လို့ရတာနော်တကယ်ကအောင်နော်တကယ်ကောင်းတကယ်ကြီးတွေကျွန်တော်လာပြီးတော့ကျွန်တော်မျှပေးနော်တကယ်ပတ်စံထုတ်လို့ရနော်ထိုင်းဘဏ်နဲ့ပတ်စံထုတ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးလဲကျွန်တော်လာပြီးတကယ်ကြီးတွေကိုစမှတ်ပြီးမယ်နော်စမှတ်ပြပါနော်ပြီးလို့ရှိရင်ကျွန်တော်တကယ်ကြီးတွေကိုနောက်ပြီးမှပတ်စံဘယ်လိုမျိုးကျွန်တော်တို့ယူရမယ်ဘယ်လိုမျိုးပတ်စံထုတ်ရမလဲဆိုလို့ရှိရင်ကျွန်တော်ချက်ချင်းပဲကျွန်တော်ပြပေးသွားမှာနော်ဒီကောင်ကလုံးဝရင်းစားမလို့နော်တကယ်ကြီးစူးစမ်းရင်စူးစမ်းသလိုဒီကရနော်တကယ်ပတ်စံထုတ်လို့ရနော်โอเคဒါဆိုရင်ကျွန်တော်တို့တွေကအရင်ဆုံးလဲကျွန်တော်တို့ Play Store မှာ download ဆိုလို့ရသလိုကျွန်တော်ရဲ့ YouTube အောက်မှာကျွန်တော် link ချလာပြီเนาะ alien အဆင့်တကယ်ချင်းအကုန်လုံး download ဆိုလို့ရเนาะโอเคပြီးလို့ရှိရင်ကျွန်တော်ပြောတဲ့ video ကိုပြီးအောင်ကြည့်เนาะပြီးမှပဲတကယ်ချင်းတွေကလောက်တက်เนาะတကယ်နောက်ဆိုလို့ရှိရင်တကယ်ချင်းတွေလောက်လို့မတက်ဘူးเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ download ဆိုပြီးလို့ရှိရင်ကျွန်တော်ဒီနားလေးကိုကျွန်တော်နှိပ်ပြအောင်เนาะโอเคကျွန်တော်နှိပ်ပြီးလို့ရှိရင်သူကကျွန်တော်တို့ကိုပထမဆုံးလည်းကြာကျွန်တော်တို့သူကဒီဖုန်းနံပါတ်ကိုကျွန်တော်တို့သူထည့်ခိုင်းเนาะโอเคဒါဆိုရင်ကျွန်တော်တို့တွေကအေးဒီတကူကျွန်တော်ဒီမှာကွက်လက်နေရာကိုကျွန်တော်တို့ဒီဖုန်းနံပါတ်ကိုကျွန်တော်ထည့်ပြဖြစ်ပါเนาะโอเคဒါဆိုရင်ကျွန်တော်ဖုန်းနံပါတ်ကိုကျွန်တော်ဆက်ထည့်လိုက်မယ်เนาะဖုန်းနံပါတ်ကျွန်တော်ထည့်ပြီးလို့ရှိရင်ကျွန်တော်ဒီနားလေးပေါ်ဆက်နေသွားလာเนาะโอเคဒါဆိုရင်ကျွန်တော်ချက်ဖုန်း3 4 2โอเคတကယ်လို့တငယ်ချင်းနဲ့ဖုန်းနံပါတ်ကိုကျွန်တော်ထည့်ပြီးလို့ရှိရင်ဒီမှာကကြတော့ကျွန်တော်တို့သူကဒီမှာဒီမှာထည့်ခိုင်းเนาะခုကျွန်တော်ပြနေရလေးဘူးနော်ဒီနံပါတ်ကိုတကယ်ချင်းတွေထည့်ပေးမှပဲတကယ်ချင်းတွေဘန်နဲ့ပတ်စံထုတ်လို့ရမှာเนาะတကယ်လို့တကယ်ချင်းမထည့်ဘူးဆိုလို့ရှိရင်တော့ပတ်စံလုံးဝကိုထုတ်လို့မရဘူးเนาะโอเคဒါဆိုရင်တကယ်ချင်းကဒီနံပါတ်ကိုသေချာထည့်ပေးเนาะသေချာထည့်ပေးမှပဲတကယ်ချင်းတွေကဒီပတ်စံထုတ်လို့ရမှာเนาะโอเคကျွန်တော်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဆက်ပြီးတော့နှိပ်သွားအောင်เนาะအခုကျွန်တော်ပြနေရလေးเนาะဒီညာလေးကိုဆက်နှိပ်ပြီเนาะဒီမှာကကြတော့3ည3ညနဲ့ကျွန်တော်စရမှာเนาะโอเคပြီးလို့ရှိရင်ကျွန်တော်ဆက်နှိပ်သွားလိုက်မယ်เนาะโอเคပြီးလို့ရှိရင်ဒီမှာကကြသူတကယ်ချင်းတွေကိုပြပေးမယ်เนาะโอเคပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆက်နေသွားเนาะโอเคဒီခုကျွန်တော်ပြနေရလေးကိုဆက်နေသွားเนาะโอเคပြီးလို့ရှိရင်ဒီမှာကကြကျွန်တော်တို့ပတ်စံဒီမှာကြည့်ပါเนาะဒီမှာကျွန်တော်အမှတ်ပါเนาะဒါဒီကောင်တစ်ဆင့်ကျွန်တော်တို့ပတ်စံထုတ်လို့ရတာเนาะโอเคပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာနှိပ်မယ်เนาะအခုကျွန်တော်ပြနေရတေချာနှိပ်တေချာကြည့်เนาะချက်နှိပ်လာမယ်เนาะနှိပ်ပြီးလို့ရှိရင်ကျွန်တော်ပြန်ထွက်မယ်เนาะ1 2 3ကျွန်တော်ယူမယ်เนาะအမှတ်ယူလိုက်ပြီးလို့ရှိရင်ကျွန်တော်ပြန်ထွက်เนาะပြန်ထွက်လိုက်ရုံเนาะဒီကောင်ကိုကျွန်တော်တို့ဖြတ်လိုက်เนาะဖြတ်ပြီးလို့ရှိရင်ဒီမှာပြန်လာပြီးလို့ရှိရင်ကျွန်တော်တို့ဒီညာကိုကျွန်တော်တို့ပြန်ထွက်เนาะပြန်ထွက်လိုက်ထွက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာပြန်လာเนาะဒီညာကိုပြန်လာပြီးလို့ရှိရင်ကျွန်တော်ဆက်နေတော့ဒီကောင်ကကျွန်တော်တို့ဗီဒီယိုသူကြည့်ခိုင်းเนาะကျွန်တော်တို့ခဏစားပါเนาะကျွန်တော်မကြည့်တော့ဘူးเนาะပြီးလို့ရှိရင်ကျွန်တော်စောစောပတ်စံကျွန်တော်ဒီမှာလာပြီးတော့ကျွန်တော်ပြအောင်เนาะခဏစားစောစောကကျွန်တော်ကြည့်တဲ့ဟာကကြဒီမှာလာပေါ်နေเนาะအခုကျွန်တော်ပြနေတာဒီမှာလာပေါ်နော်ကျွန်တော်ပတ်စံဒီမှာအခုကျွန်တော်အမှတ်ရတော့ဒီမှာ200ရပါပြီနော်ကျွန်တော်ပြပါနော်ဒီမှာ200ရပါစောကကျွန်တော်တွေဒီမှာလာပြီးဒီကောင်ပါနော်ဒီမှာကကြတော့ပတ်စံကျွန်တော်ထုတ်နေရပါနော်ပတ်စံထုတ်နေရနော်ဒီမှာနော်ဒီမှာကျွန်တော်လည်းကြည့်နော်နောက်မှပြီးလို့ရှိရင်ကျွန်တော်တင်ကြီးကိုဒီမှာအကုန်လုံးကျွန်တော်တွေခြာလို့ရနော်ဒီမှာနော်ဒီမှာအောက်ဆုံးကကျွန်တော်ဆောက်ဆွဲချနော်အောက်ဆုံးကကျွန်တော်ဆွဲနော်ပြီးလို့ရှိရင်ကျွန်တော်တွေဒီမှာကျွန်တော်တွေဒီမှာနှိပ်မယ်နော်ခုကျွန်တော်ပြညာလေးเนาะဒီညာလေးကိုကျွန်တော်နှိပ်ပြီเนาะနှိပ်လိုက်เนาะနှိပ်လိုက်โอเคနှိပ်ပြီးလို့ရှိရင်ဒီမျိုးပုံစံပေါ်လာမယ်เนาะပေါ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနှိပ်မယ်เนาะခုကျွန်တော်ပြညာလေးနှိပ်ပြီเนาะโอเคနှိပ်ပြီးလို့ရှိရင်ကျွန်တော်ပြန်ထွက်မယ်เนาะနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်ကိုမလောက်နဲ့เนาะပြန်ထွက်เนาะပြန်ထွက်လိုက်โอเคပြီးလို့ရှိရင်ကျွန်တော်ဒီမှာပြန်လို့ရှိရင်ကျွန်တော်ဒီမှာပြန်ဆက်နေเนาะခုကျွန်တော်ပြညာလေးကိုနှိပ်ပြီเนาะโอเคနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီညာလေးပြန်လာမယ်เนาะခုကျွန်တော်ပြညာလေးပြန်လာเนาะညာလေးပြန်လာနော် sorry ကိုကျွန်တော်ပြညာလေးကိုပြန်လာနော်ဒီကောင်ကိုကျွန်တော်ပိတ်လိုက် sorry ဒီကောင်ကိုကျွန်တော်ပြန်လာနော် okay sorry ခဏစားကျွန်တော်တက်တော့ကျွန်တော်တက်တာဘာဖြစ်ဘူးနော်ခဏစားနော်ဒီမှာတက်လို့ရှိရင်ကျွန်တော်ဆက်ဖြတ်လာတာဒီမှာတက်လို့ရှိရင်ကျွန်တော်ဒီကောင်ကိုကြည့်ပြလိုက်နော်ကြည့်လို့ရှိရင်ကျွန်တော်တို့အမှတ်400ရမှာနော်400ရမှာကျွန်တော်ဒါဆိုကျွန်တော်ကြည့်ပြလိုက်နော်ဒီမှာသူခံရနော်ဒီကောင်ကြည့်ပြီးမှပဲသူပြမှာနော်โอเคဒါဆိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လို့ရှိရင်ဒီမှာကျွန်တော်တို့သူအမှတ်400ပေးနော်ဗီဒီယိုကြည့်ပြရအောင်နော်ဗီဒီယိုကျွန်တော်တို့ဆုံးလေးကြည့်ပြလိုက်နော်โอเคခဏစားနော်ဒီကတော့ကျွန်တော်ကြော်ညာပြည့်ကြည့်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီညာလေးကိုကျွန်တော်လိုက်နှိပ်ပြီနော်ဒီညာလေးနှိပ်ပြလိုက်နော်
ok ပြင်ကျွန်တော်ပြန်ထွက်လာနော်ထွက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီညာလေးကိုကျွန်တော်လာပြီးတော့ဆွဲပေးနော်ကြောဒီလိုပေါ်လို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော်ဆက်နေသွားပေးလိုက်နော်ဘာမှဖြစ်ဘူးနှိပ်ဝင်လာနော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ပြန်ထွက်လာနော်ပြန်ထွက်လာဘာမှဖြစ်ဘူးလိုပဲကျွန်တော်ဒီမှာဒီမျိုးဆွဲပေးနော်ဒီစောကျွန်တော်ပြဆွဲပေးရနော်အောက်ဆွဲချနော် ok ဒီမှာပတ်စံရအောင်လည်းရပါနော်ဒီအောက်ကျွန်တော်ဆွဲချနော်ဆိုတော့နော်ဆွဲချလာနော်ကြောဒီလိုဆွဲချအောင်ဒီဒီမှာကျွန်တော်လာပြီးတော့နှိပ်ပေးနော်ဒီမှာစောကျွန်တော်စာမတွေ့ဘူးနော်ဒီကောင်နော်ဒီမှာကျွန်တော်ဖြတ်လိုက်နော် ok ဖြတ်ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ဆွဲချနော်ဒီဆွဲချမှာဆိုလို့ရှိရင်ဒီမှာပတ်စံသူ့အော်တိုတက်နော် ok တက်မတက်တော့နော်ပြီးပြီနော်ဒါပြီးလို့ရှိရင်ကျွန်တော်ဒီမှာပြန်ပြအောင်နော်ဒီညာပြန်လာမနော်ညာကျွန်တော်ပြန်လာမှာ sorry ကဲစောညာကျွန်တော်ပြန်သွားပြီးလို့ရှိရင်ဒီမှာကျွန်တော်နေ့တိုင်း live နှိပ်ပြီနော်ဒီမှာတော့အခုကျွန်တော်ပြနေရနော်3ကကျွန်တော်ရအောင်နော်ဒီမှာနှိပ်နော် ok ဒီမှာနှိပ်လိုက်ပါနော်ဒီနားမှာကျွန်တော်နှိပ်မဆိုလို့ရှိရင်ကျွန်တော်ရမှာနော်300နော် ok ပြီးလို့ရှိရင်ကျွန်တော်ဒီမှာနေ့တိုင်းကျွန်တော်နှိပ်ပြီတော့ဒီမှာနော်ဒီမှာအဆုံးထိကျွန်တော်လာကျွတ်နော်အများကြီးကျွန်တော်နှိပ်ရတာဒီမှာနှိပ်ပြီးကျွန်တော်ပြန်ထွက်နှိပ်ပြီးပြန်ထွက်နော်ဒီမှာကျွန်တော်နှိပ်ပြီးပြန်ထွက်ပြအောင်ကြည့်နှိပ်ပြီးကျန်တဲ့ဟာနှိပ်ပြီးပြန်ထွက်နော်ဒီမှာနှိပ်ပြန်ထွက်ဒီမှာနှိပ်လိုက်နော်ဒီကောင်နှိပ်ပြီးပြန်ထွက်နော်ဒီကောင်ကကြသူ download ဆွဲခါရနော်တကယ်တော့တကယ်ချင်း download ဆွဲပေးချင်လို့ရှိရင်လည်းရတယ် download ဆွဲမဆိုလို့ရှိရင်ကျွန်တော်ဒီလောက်ရပါနော်ပြန်ထွက်နော်ပြီးလို့ရှိရင်ဒီမှာကျွန်တော်ကြည့်မှာဒါ download ဆွဲခါနော်ကျွန်တော်ဆွဲခါတဲ့ဟာကျွန်တော်မကြည့်ဘူးနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုကြည့်ပြလိုက်ရအောင်နော်ဒီမှာကျွန်တော်တွေနှိပ်လိုက်နော်ကဲကျွန်တော်ကြည့်ပြီးလို့ရှိရင်ကျွန်တော်တွေပြန်ထွက်နော်ဒီကောင်ကကြတော့ဒီအခပေါင်းဒီမှာနော်အခပေါင်းကြည့်နော်451 4000လား4511တိကျွန်တော်ကြည့်လို့ရတာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာပြန်လာမှာနော်ပြန်လာပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာပြန်ဆွဲမယ်နော်ဆွဲလို့ရှိရင်ဒီမှာသူတက်နော်200ဒီမှာတကယ်လို့ကျွန်တော်ပတ်စံထုတ်မှဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာလာမှာနော်ဒီခုကျွန်တော်ပြညာလေးနော်ညာလေးကျွန်တော်လာမှာကြီးလဲညာနော်လာမဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ဘန်နဲ့ထုတ်လို့ရနော်ဒီမှာခါကျကျွန်တော်ပတ်စံဒီမှာ90ရာ1000 6000ပြည့်လို့ရှိရင်ကျွန်တော်ဒီမှာ110ကျွန်တော်ရမှာနော်ဒီကောင်ထိုင်းဘန်နဲ့ထုတ်လို့ရနော်ကျွန်တော်သူများလေးထုတ်လာကျွန်တော်တွေ့ပါရင်နော်တကယ်ထုတ်လို့ရတယ်တကယ်လို့ပတ်စံထုတ်ရလို့ရှိရင်တကယ်ချင်းကျွန်တော်လာပြီးတော့ညှောက်ပေးပါနော်တကယ်ပတ်စံထုတ်လို့ရနော်โอเคပြီးလို့ရှိရင်ဒီညာလေးကိုလည်းကျွန်တော်နှိပ်လို့ရတော့ပတ်စံရနော်ဒီညာလေးကိုနှိပ်မဆိုလို့ရှိရင်ဒီမှာကကြတော့တငယ်ချင်းတွေဒီမှာကျွန်တော်နှိပ်လိုက်ရောနော်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာနှိပ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ကြော်ညာတစ်ချက်လေးကျွန်တော်ကြည့်ပြလိုက်ရောနော်ဒီမျိုးကျွန်တော်တစ်ချက်လေးကျွန်တော်ကြည့်ပြလိုက်နော်ကျွန်တော်ဒီမှာဘာမှနှိပ်တာမလို့နော်ကျွန်တော်ကြော်ညာလေးတစ်ချက်ကြည့်ပြလိုက်နော်သူနော်ကြည့်လို့ရှိရင်ကျွန်တော်ပြန်ထွက်လာနော်ပြန်ထွက်လာနော်ထွက်လို့ရှိရင်ကျွန်တော်ပြန်လာနော်လာပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာပြန်ထွက်လာပြီးလို့ရှိရင်ကျွန်တော်ဒီကပြန်နှိပ်မယ်နော်နှိပ်လို့ရှိရင်ဒီမှာကျွန်တော်ဆွဲကြည့်နော်မတော်ရပါနော်မရအောင်နော်မရတာမရအောင်နော်တို့ကြော်ညာကျွန်တော်အကြိုက်ကြည့်ပြလိုက်နော်မှာအကြိုက်ကျွန်တော်ကြည့်ပြလိုက်နော်ဒီလိုကကျွန်တော်ဆက်လုပ်သွားပေးလိုက်ရုံနော်ဒီမှာကကြသူပြော3မိနစ်ကိုကျွန်တော်စောင့်ပေးရမှာနော်3မိနစ်နော်3မိနစ်ကျွန်တော်တို့ဒီမှာဂိမ်းဆော့ပေးရမှာနော်ပြောမစို့3မိနစ်လေးကျွန်တော်ဆော့ပြလိုက်ရုံနော်ဂိမ်းနော်ဒီမှာက3မိနစ်လေးကျွန်တော်ဆော့ပြလိုက်နော်သူဂိမ်းနော်ကြည့်နော်โอเคဒီလားပါနော်နောက်မှပတ်စံထုတ်လို့ရမှာတကယ်ချင်းကျွန်တော်လာပြီးတော့နောက်တစ်ခေါက်ကျွန်တော်ပတ်စံထုတ်နေကျွန်တော်တင်ပြပေးမယ်နော်ပတ်စံထုတ်ရဒီထိုင်းဘန်နဲ့ပတ်စံထုတ်လို့ရတာနော်